Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မက Microsoft Excel မှာdata တွေကိုဘယ်လို validation လုပ်တဲ့ပုံစံလုပ်ရမလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်မကတောင်ကြီးမန္တလေးမင်းလှပေါ့နော်ဒီလိုမျိုးရေးထားလိုက်တယ်ကျွန်တော်ဒီ data မှာရှိတဲ့ဟာတွေကိုခြာရေးလိုက်တယ်ပေါ့နော်ခြာရေးထားတဲ့ဟာရှိမယ်အဲ့ဒါမှကျွန်မတို့ကနောက်ဇာတ်ကွက်တစ်ခုမှာပေါ့နော်ကျွန်တော်ဆက်လက်မှတ်လိုက်တယ်အဲ့ဒီဇာတ်ကွက်တစ်ခုလုံးမှာကျွန်မက validation လုပ်မယ်ပေါ့နော်အဲ့တော့data မှာရှိတဲ့ data tools မှာရှိတဲ့column ကိုနှိပ်မယ်ပေါ့နော်အဲ့ဆို data validation ဆိုတဲ့ဟာပေါ်လာမယ်အဲ့မှာကျွန်မက any value ဆိုတဲ့နေရာမှာကျွန်မက list ကိုရွေးမယ် list ကိုရွေးပြီးတော့ပြီးအောက်က source နေရာမှာကျွန်မကစောနာကရေးခဲ့တယ်မန္တလေးတောင်ကြီးဆိုတဲ့အဲ့ဒီဟာကိုတွားပြီးတော့slab မှတ်လိုက်မယ်ပေါ့နော် slab နဲ့နှိပ်လိုက်မယ်ပြီးသွားတဲ့အခါမှာကျွန်မက data validation ဆိုတဲ့အဲ့ဒီ box မှာပြန်သွားမယ်ပြန်သွားပြီးတဲ့အခါကျတော့ကျွန်မကအဲ့မှာအဲ့ဇာ source နေရာမှာဝင်သွားပြီပေါ့နော်အဲ့တော့ okay နှိပ်လိုက်တယ် okay နှိပ်လိုက်တဲ့အခါမှာကျွန်မစောနာက slab မှတ်ခဲ့တဲ့နေရာမှာအဲ့ဒီ data တွေအကုန်လုံးရောက်သွားတာပေါ့နော်မန္တလေးတောင်ကြီးဒါမဲ့အဲ့ဒီဟာမှာအကုန်လုံးချပဲတစ်ခုချင်းစီရေးစရာမလိုတော့ကျွန်မ select မှတ်ခဲ့တဲ့နေရာမှာပဲအကုန်လုံးကနာမည်တွေကကျွန်မ choose လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဘေးနားမှာတောင်ကြီးဆိုတောင်ကြီးအဲ့ဒီနာမည်အဲ့ဒီမြို့တွေရဲ့နာမည်မှာပြီးဆိုပြီးကျွန်မ choose လုပ်ရတယ်ပေါ့နော်အဲ့ဒါကိုကျတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆို data validation လို့ခေါ်တယ်ပေါ့နော်ဒါမှကျွန်မသတ်မှတ်ခဲ့တဲ့select မှတ်ခဲ့တဲ့နေရာမှာပဲကျွန်မအဲ့ validation လုပ်လို့ရတယ်ပေါ့နော်ကျန်တဲ့ဇာတ်ကွက်ဒီမှာဆိုလို့ရှိရင်တော့မပေါ်ဘူးပေါ့နော်ကျန်တဲ့ဇာတ်ကွက်ဒီမှာမပေါ်ဘူးကျွန်မ select မှတ်ခဲ့တဲ့နေရာမှာပဲအဲ့ဒီဟာကို validation လုပ်လို့ရတယ်ပေါ့နော် data တွေကိုအဲ့မှာကျတော့တစ်ခုချင်းဒီရေးစရာမလိုတော့ဘူးပေါ့နော်ကိုရွေးချယ်ခဲ့တဲ့ဟာကိုvalidation လုပ်ခဲ့တဲ့ဟာကိုပဲပြန် choose လုပ်ရုံပဲပေါ့နော်တလုံးချင်းဒီချရေးစရာမလိုဘူးကျွန်မအပြင်ဇာတ်ကွက်ကိုတော့ပြလိုက်တော့အပြင်ဇာတ်ကွက်မှာမပေါ်ဘူးပေါ့နော်ကျွန်မ select မှတ်ခဲ့တဲ့နေရာမှာပဲကျွန်မ select လုပ်ခဲ့တဲ့နာမည်တွေကိုကျွန်မအဲ့လိုမျိုး choose လုပ်ရတယ်ပေါ့နော်အဲ့မှာကျွန်မတခုချင်းဒီအကုန်လုံး choose လုပ်ပြထားတယ်ပေါ့နော်အဲ့ဒီဇာတ်ကွက်ကျွန်မသတ်မှတ်ခဲ့တဲ့ဇာတ်ကွက်ရဲ့အပြင်ဘက်မှာဆိုရင်တော့ choose လို့မလုပ်လို့မရဘူးပေါ့နော်အဲ့ဒီဇာတ်ကွက်အကောင်းလုံးမှာ choose လုပ်လို့ရတယ်အဲ့တော့ကျမတို့အဲ့တလုံးချင်းညီချပြီးရေးစရာမလိုတော့ဘူးပေါ့နော်ကျွန်မအပြင်ဘက်မှာခါစားချပြတယ်ကျွန်မသတ်မှတ်ခဲ့တဲ့အခုဒီဇာတ်ကွက်မှာပဲကျွန်မကလုပ်တယ်ပေါ့နော်အခုအဲ့ဒီဇာတ်ကွက်မှာ validation လုပ်ခဲ့တဲ့ဟာကိုကျွန်မတို့ကဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းလွယ်လေးပါ data ကိုသွားမယ်ပြီးရင်ကျွန်မတို့ကအဲ့ data tools မှာ data validation မှာအဲ့ list ကိုသွားမယ်အဲ့ box ကြတိုင်းအဲ့ list မှာကျွန်မတို့က any value ကိုပြန်ရွေးမယ်ပေါ့နော် any value ကိုပြန်ရွေးမယ်ပြီးတော့လို့ရှိရင် clear all ကိုနှိပ်မယ်ပြီးတော့လို့ရှိရင်ကျွန်မတို့ okay ကိုနှိပ်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့Sona က validation လုပ်ခဲ့တဲ့ဟာကအကုန်လုံး cancel ဖြစ်သွားပြီပေါ့နော်ထပ်ပြီးတော့ရွေးလို့မရတော့ဘူးပေါ့နော် validation လုပ်လို့မရတော့ဒီတိုင်းတခြားအပြင်မှာမြင်နေတဲ့ဇာတ်ကွက်တွေလိုမျိုးပဲပုံမှန်ပဲဖြစ်သွားပြီပေါ့နော်အဲ့ဒါကြတော့ပြန်ပြီးတော့ကိုလုပ်ခဲ့တဲ့ validation လုပ်ခဲ့တဲ့နေရာကိုပြန်ပြီးတော့cancel လုပ်တာပေါ့နော်အဲ့ဒီဇာတ်ကွက်တစ်ခုလုံးကိုကျမတို့ဖြည့်ချင်နေဆိုရင်လည်းလွယ်လေးပါပဲအဲဆိုလို့ရှိရင်ကျမတို့က right click နှိပ်မယ်ပြီးသွားလို့ရှိရင် delete box ကြလိုက်ရင်ကျမတို့က delete ကိုနှိပ်ပြီးတော့ okay နှိပ်လိုက်အောင်ပဲ okay နှိပ်လိုက်မယ်အဲဆိုလို့ရှိရင်ကျမတို့စောနာကလုပ်ခဲ့တဲ့ဇာတ်ကွက်ကအကုန်လုံးစာတွေလည်းအကုန်လုံးပျောက်သွားပြီပေါ့နော်အဲဆိုရင်ပထမ shift ကစင်းကိုတွေ့မယ်ဒုတိယ shift မှာလည်းဘာမှမရှိတော့အဲ့တော့ဒီနေ့သင်ခန်းစာကတော့လောက်ပါပဲကျေးဇူးများတင်ပါတယ်ရှင်